မာချောင်းဆိုပြီးတော့တေဥစာပါကြွားမြန်းလာတဲ့ပုံကိုတများလောက်အောင်မာချောင်းကဘာတွေကောင်းတယ်လဲဆိုတာကိုတစ်ချက်လောက်လေ့လာကြည့်လိုက်အောင်ပါမာချောင်းရဲ့ပတ်စစ်ကတော့ skill ကွက်သုံးလိုက်တိုင်းမှာမာချောင်းနေနဲ့ movement speed အများကြီးတက်လာမှာဖြစ်ပြီးတော့ movement speed တိုးလေလေမာချောင်းရဲ့ base damage ဟာလည်းတိုးလေလေပဲဖြစ်ပါတယ်ဒါအပြင် skill 1 2 3ပြီးပြစ်ထားတဲ့လှန်တွေကိုပြန်ကောက်လိုက်ရင် movement with direction အတိုင်းထိုးဆိုင်ချလို့ရတဲ့ enhance basic attack တစ်ချက်ကိုရရှိစေမှာပဲဖြစ်ပါတယ်၎င်း enhance basic attack ဟာပုံမှန်ထက်ပို damage ချမှာဖြစ်ပြီးတော့ enhance basic attack ကိုသုံးလိုက်တဲ့အချိန်တိုင်းမှာမာချောင်းအနေနဲ့သွေးပြန်တက်နေမှာဖြစ်တဲ့အပြင်မှာကိုတော့ reaction ကိုလည်းရရှိစေဦးမှာပဲဖြစ်ပါတယ်Skill 1ကိုသုံးလိုက်ရင်မာချောင်းနေနဲ့ချိန်ထားတဲ့ direction တက်တဲ့ကိုလှန်တစ်စင်ပြစ်လှန်မှာဖြစ်ပြီးတော့လှန်သွားတဲ့ direction တောက်လျှောက်က enemy ကို damage ထိမှန်စေမှာဖြစ်ပါတယ် Skill 2ကိုသုံးလိုက်ရင်မာချောင်းနေနဲ့ချိန်ထားတဲ့နေရာကိုလှန်တစ်စင်လှမ်းပြတ်လာမှာဖြစ်ပြီးတော့ထိမှန်တဲ့ရန်သူတွေကိုတော့ damage နဲ့ slow နဲ့ငယ်ထိစေမှာဖြစ်ပါတယ် Ultimate ကိုသုံးလိုက်ရင်တော့ Skill 1 2 3ပြီးပြစ်ထားတဲ့လှန်တွေကိုတွားကောက်စရာမလိုတော့ဘဲနဲ့အလိုလျောက်လှမ်းခွာလိုက်မှာဖြစ်ပြီးတော့လှန်နေပြန်လာရ direction တောက်လျှောက်ကိုလည်း damage ထိမှန်စေမှာပဲဖြစ်ပါတယ်မာချောင်းရဲ့ skill တွေက အင်မတန်မှယူချင်းလာပြီးတော့လှန်ပြစ်လှန်ကောက်စောင့်ထိုးစတဲ့ mechanic 3ခုသာရှိတော်ညာလဲဒီ mechanic 3ခုကိုပဲပိုင်နိုင်အသုံးချနိုင်တော့တဲ့အခါမှာဆိုရင်တော့မာချောင်းအနေနဲ့ဘယ်လိုမိုးဆောက်တဲ့ကောင်ဖြစ်ရလဲဆိုတာကတော့ကလစ်ထဲအတိုင်း brother တွေ့ပါပဲမင်းကောင်ကလေဂိမ်းမှာကျန်းတာမဟုတ်လားလို့ပြောချင်သူများအတွက်လည်းဒီမှာအကျွေးသမားထက်ဖမ်းရခတ်တဲ့တိုင်ခိုးသမားလေးမောင်လီရှင်းနဲ့သူ့ကြံကလာ found တို့ကိုအာလီဂိမ်းနဲ့လိုက်ဆောင်ထိုးပြတာတွေဒီနေရာမှာဆိုရင်လည်းဓာတ်ကောက်ဆောင်ထိုးပြီးရတဲ့ mobility နဲ့တုတ်ချစ်တင်ပြေးသွားတဲ့ခွေးဟုတ်တခင်လေးချင်းတို့ကိုလိုက်လံဆောင်ထိုးတပ်ဖြတ်ပြရတွေကဥပမာကောင်းဖြစ်စီမှာပါသတင်းကောင်းအနေနဲ့ကတော့ကြားဖို့ချုပ်9ဦးတဲ့က global မှာနောက်ဆုံးထုတ်ရှိဖို့ကြန့်ရှိနေတဲ့ဟော်ဒီမာချောင်းကိုဒီနှစ်အကုန်ထဲမှာပဲထုတ်ပေးသွားမယ်လို့ HUK ဘက်ကနေအတိအကျထုတ်ပြန်ထားပြီးဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဆိုတော့ brother တို့ထဲမှာမာချောင်းကိုစောင့်နေတဲ့သူတွေရှိကြလားကျွန်တော်ကတော့ skin အလန်းကြီးတဲ့မာချောင်းကိုကန်ရဖို့မစောင့်နိုင်တော့ပါဘူးဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအပန်းမကြည့်ရင် bio link နဲ့ YouTube channel လေးကို subscribe လေးနဲ့ကူညီပေးကြပါအောင်ကျွန်တော်တို့ရေခဲတို့မှာနောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါသေးတယ်ဗျ